SCB ဘဏ်ကတ်ကိုအသုံးပြုနေကြတဲ့မိတ်ဆွေများရှိမယ်ဆိုရင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်သွားပါထိုင်းနိုင်ငံမှာနေပြီး SCB ဘဏ်ကတ်ကိုအသုံးပြုပြီးကျွန်တော်တို့ဘဏ်ဘုံမှာငွေထုတ်တော့မယ်ဆိုရင်မိမိရဲ့ဘဏ်ကတ်မလိုပဲနဲ့မိမိဖုန်းထဲမှာရှိတဲ့ SCB ဘဏ် software နဲ့ကျွန်တော်တို့ဖုန်းနဲ့ချိတ်ဆက်ပြီးကျွန်တော်တို့ဘယ်လိုမျိုးငွေထုတ်လို့ရလဲဆိုတဲ့နည်းလမ်းလေးကိုဒီနေ့မိတ်ဆွေတို့ကိုပြန်လည်မျှဝေပေးသွားမှာဖြစ်ပါတယ်ကျွန်တော်နဲ့ဒီဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးပါဦးခင်ဗျာပထမဆုံးမိမိရဲ့ SCB ဘဏ် software ထဲဝင်လိုက်မယ်ဘဏ် software ထဲရောက်လာရင်ကျွန်တော်အခုပြထားတဲ့နေရာလေးကိုတစ်ချက်နှိပ်မယ်ပြီးရင်ကိုထုတ်ရှင်တဲ့ငွေအမောက်ကိုရွေးမယ်ကျွန်တော်ကတော့100ထုတ်ပြမယ်ပေါ့နော်ပြီးရင်အောက်က view ကိုနှိပ်မယ်ပြီးရင်ကျွန်တော်တို့ confirm ကိုထပ်နှိပ်မယ်ဒါဆိုရင်ဖုန်းထဲမှာလုံးလို့ပြီးသွားပြီပေါ့နော်ကျွန်တော်တို့ဒီ canal လေးရှောက်လုံးမှတ်ထားမယ်ပြီးရင်ကျွန်တော်တို့ ATM ပုံးမှာဆက်လုပ်မယ်အောက်ဆုံး C ကိုနှိပ်မယ်အပေါ်ဆုံးကခလုတ်ကိုတစ်ချက်ဆက်နှိပ်မယ်ပြီးရင်ကျွန်တော်ဒီထဲမှာ SCB ဘဏ်နဲ့ချိန်ထားတဲ့ဖုန်းနံပါတ်ကိုရေးထည့်ပေးမယ်ဖုန်းနံပါတ်ကိုထည့်ပေးလိုက်မယ်ပေါ့နော်ကျွန်တော်တို့ပြီးရင်အတည်ပြုခလုတ်ကိုနှိပ်ပေးမယ်ဒီနေရာမှာကျွန်တော်တို့အတည်ပြုခိုင်းမယ်ပေါ့နော်ကိုယ့်ရဲ့ငွေရ100ဟုတ်လားဆိုရင်ဒါတေချာဆိုရင် DC လေးကိုနှိပ်မယ်ပြီးရင်ကျွန်တော်တို့အစောကပြောတဲ့ဖုန်းထဲကကဏ္ဍ6လုံးကိုကျွန်တော်တို့ဒီထဲမှာရေးထည့်ပေးလိုက်မယ်ရေးထည့်ပြီးသွားပြီဆိုရင် DC လေးကိုတစ်ချက်ဆက်နှိပ်မယ်ဒါဆိုရင်ကျွန်တော်တို့လှုပ်ဆောင်လို့ပြီးသွားပြီပေါ့နော်ခဏလေးစောင့်ပေးလိုက်မယ်ကိုထုတ်လိုက်တဲ့ငွေ100ထွက်လာလိမ့်မယ်ပေါ့နော်ကဲဒါဆိုရင်ကိုထုတ်လိုက်တဲ့ငွေ100ထွက်လာပြီပေါ့နော်ဒါဆိုရင်မိမိရဲ့ဘဏ်ဘုံမှာဘဏ်ကတ်မလိုပဲနဲ့ငွေထုတ်လို့အဆင်ပြေသွားပြီပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ ATM ဘဏ်ဘုံတွေမှာဘဏ်ကတ်မပါပဲနဲ့မိမိရဲ့ SCB ဘဏ် software နဲ့ဖုန်းနဲ့ချိတ်ဆက်ပြီးကျွန်တော်တို့ငွေထုတ်လို့ရသွားပြီပေါ့နော်ကျွန်တော်ဗီဒီယိုလေးနဲ့သေချာရှင်းပြသွားပြီပေါ့နော်တကယ်လို့မိတ်ဆွေတို့အနေနဲ့ဒီဗီဒီယိုလေးထဲမှာမသိနားမလည်တာပဲဖြစ်ဖြစ်သိကျင်တာပဲဖြစ်ဖြစ်မရှင်းတာပဲဖြစ်ဖြစ်တကယ်လို့သိကျင်နေဆိုရင်ကျွန်တော်ဒီဗီဒီယိုရဲ့ comment အောက်မှာမေးခဲ့နိုင်ပါတယ်ပေါ့နော်ကျွန်တော်ကတယောက်ရှင်းတီကိုအားလုံးဖြေကြားပေးမှာဖြစ်ပါတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဘဏ်ဘုံမှာငွေထုတ်တဲ့အခါကျွန်တော်တို့ဘဏ်ကတ်မလိုတော့ဘူးပေါ့နော်မိမိရဲ့ဖုန်းထဲမှာကျွန်တော်တို့ ATM ဘဏ် software ချိတ်ဆက်ထားရဆိုရင်ကျွန်တော်တို့ဖုန်းနဲ့ပဲကျွန်တော်တို့အသုံးပြုလို့ရသွားပြီပေါ့နော်ကျွန်တော်တို့ဘဏ်ကတ်တွေကိုအသုံးပြုစရာမလိုတော့ပါဘူးကျွန်တော်တို့အခန်းမှာတင်ထားလို့ရတယ်ပေါ့နော်ကျွန်တော်ငွေထုတ်တဲ့အခါကိုယ့်ရဲ့ဖုန်းနဲ့အေးအေးဆေးဆေးလွယ်လွယ်ကူကူထုတ်လို့ရပြီပေါ့နော်ဒါဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အကျိုးရှိပြီးအသုံးတဲ့မယ်လို့ယုံကြည်ပါတယ်နောက်ထပ်မသိသေးတဲ့တငယ်ချင်းတွေသိရအောင်ကျွန်တော်ရဲ့ဗီဒီယိုလေးကို like and share ပြုလုပ်သွားပေးပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးခဲ့အတွက်လည်းအားလုံးကိုထပ်ဆင့်ပြီးကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်